20ခေါက်ခဏပြောနေတာနော်ကျွန်တော်နောက်ကနေပြီးတော့ဓာကြီးနဲ့နောက်လိုက်တယ်သူကအရှက်ထွက်ပြေး20ခေါက်ရဲ့ ဒီမှာတန်ရာရသွားတယ်သူနဲ့ချပြီးတော့လေနော်တန်ရာရသွားပြီးတော့တေကာနီးအချိန်မှုပေါ့အဲ့လိုမျိုးထည့်အဲ့ဒီမှာကိုအတွက်ကလမ်းစာသိမ့်မရှိတော့ဘူးကူရမဲ့ပေါ့နော်ကူရမဲ့ထွက်ပြေးရတဲ့အမှုပေါ့အဲ့လိုထည့်ရတယ်အဓိကတော့စိတ်ပဲစိတ်ထဲမှာကိုကအဲ့ဒီအတိုင်းတကယ်ထည့်နိုင်လို့ရှိရင်ပေါ်သွားတာပေါ့နော်မျိုးလုံးမှာပေါ်သွားတာပေါ့အဓိကကျွန်တော်လှုပ်လိုက်တဲ့အမူအရာတွေနဲ့ကျွန်တော်တို့ဒီအောင်ကြီးတို့ထုံးကိုတို့ချမ်းသာတို့ရုပ်ရခန့်လေကျွန်တော်မြင်ရတယ်ကိုကိုတွေကြည့်ရခန့်ပတ်တိုင်းမှုတွေနဲ့ဝင်းရှင်ဆိုလဲကြည့်လိုက်လေနော်ဒီ9ယောက်လုံးကဘာတစ်ခုရှိလဲဆိုရင်အပြင်မှာလဲကျွန်တော်ကညီကိုလိုတငယ်ချင်းတို့နေတော့တိတ်ပြီးတော့ဟိုတိုင်မင်းစရာမလိုဘူးညီကိုလိုရမယ်ဆိုရင်ကျွန်တော်တို့ကညီကိုလိုနေမှရမှာညီကိုလိုမနေဘူးဆိုလို့ရှိရင်နည်းနည်းစိမ့်နေဟုတ်တယ်မြင်ရတဲ့သူကတိတာတယ်အရန်တိတာတယ်ဘာဖြစ်ကိုကြီးလည်းညီလေးတို့နဲ့ဆုံရတာတကယ်ဝမ်းသာတယ်ကျေးဇူးတင်တယ်ဘာဖြစ်အလူတူတူတွဲလို့ရတဲ့အတွက်လေနော်ကြော်တယ်ပေါ့